ရဏဂုံကိုးကွယ်ထားတဲ့ပုဂ္ဂိုလ်ဟာတရဏဂုံကိုစိတ်ကပ်ထားတဲ့ပုဂ္ဂိုလ်ဘုရားတရားတန်ခါယရဏသုံးပါးလို့ဆိုတဲ့တရဏကိုကိုးကွယ်စိတ်ကပ်တဲ့ဥပဒကဥပတိကာမအမျိုးသားအမျိုးသမီးတရဏဂုံကိုးကွယ်တဲ့အကျိုးကျေးဇူးဟာအလွန်ကြီးမားတယ်လို့ပြောတယ်။ဘာဖြစ်လို့တော့ဆိုလို့ရှိရင်မြတ်စွာဘုရားဟာတကယ်ကိုမှန်ကန်တဲ့တရားကိုဟောတယ်တရားကလည်းပဲတကယ်ကဲတင်နိုင်တယ်။တန်ခါကလည်းပဲတကယ်အာယုံပြုလို့ရှိရင်အကျိုးကျေးဇူးတွေဖြစ်ပေါ်စေနိုင်တယ်။ဒါကြောင့်မို့လို့ဘုရားတရားတန်ခါကိုကိုးကွယ်စိတ်ကပ်လို့ရှိရင်တဲ့မြတ်စွာဘုရားယေကေစိဗုဒ္ဓံတရဏံကတာတေနတ္တေခမိတ်တန္တိအပါယဘုမေအပေမကြဘူးလို့ကိုဟောထားတယ်နော်တရဏဂုံတည်ရဲ့နဲ့တရဏဂုံစိကတ်တဲ့ပုဂ္ဂိုလ်ဟာအပေမကြဘူးဆိုတီယိုနိုင်ငံမှာဖြစ်ခဲ့တဲ့ဝတ္ထုလေးတစ်ခုကိုကြည့်တီယိုနိုင်ငံမှာတကားတဦးကဗုဒ္ဓဘာသာမဟုတ်ဘူးသူကအသက်မွေးဝမ်းကြောင်းဘာလုပ်လဲလို့ဆိုလို့ရှိရင်တန်ခါလုပ်ငန်းနဲ့အသက်မွေးတယ်ပေါ့ခုခေတ်တော့နားထောင်ကောင်းခေါ်တဲ့ရေလုပ်သားတဲ့နော်ရေလုပ်ငန်းနဲ့အသက်မွေးတယ်ပေါ့တေကနီးကြတဲ့အခါကျတော့ကိုလို့ရတဲ့ဟာကိုအာယုန်ထဲမှာလာထင်တာပဲဒါတဘာဝကိုဘာတွေလုပ်ခဲ့တယ်ဆိုတာကိုအရိပ်မဲကြီးလို့တေကနီးကြလာပြီးတော့စိတ်ထဲမှာလွှမ်းမိုးနေမှာပဲသူလည်းတေကနီးကြတော့သူလှုပ်လာခဲ့တာငါးတွေဖန်သက်ရောင်ချဒီလိုလှုပ်လာတာဆိုတော့အဲ့ဒီအကုသိုလ်တွေကအရိပ်မဲကြီးလို့လာပြီးတော့လွှမ်းမိုးထားပြီတေလို့ရှိရင်ငရဲကြမှာတေချာနေပြီအဲ့ဒီအချိန်မှာယဟန္တာကြီးတစ်ပါးကဆွမ်းခံရင်းနဲ့အဲ့တခါကြီးတေအံမူးမူးဖြစ်နေတော့တနာလို့ဆိုပြီးတော့ကြွသွားပြီးတော့သူ့ကိုအားပေးစကားပြောပြီးတော့အကိုရမဲ့ဖြစ်နေတဲ့အချိန်လေးမှာမင်းဘဝကူကောင်းအောင်ငါချပေးတာလေးလိုက်ဆိုမလားဆိုပြီးတော့ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃာတရဏံကိစ္ဆာမိဆိုတာချပေးတယ်လိုက်ဆိုလိုက်တယ်သံဃာတရဏံကိစ္ဆာမိလဲဆိုလိုက်ရောမေးကပြုတ်ကျသွားပြီးရှာကလေးသွားတော့ဆိုနိုင်တော့၅ပါးသိလားအဲ့ဒါလို့ဆိုရင်းနဲ့စိတ်ထဲမှာအာကိုးသွားတယ်သူစိတ်ထဲမှာဒီဗုဒ္ဓံတရဏံကိစ္ဆာမိကိုအာကိုးပြီးတော့တည်သွားတော့ဘာဖြစ်တုံဆိုငရဲလွတ်ပြီးတော့သူကငရဲမရောက်တော့ပဲနဲ့ဘုံမစိုးနှတ်တော့ဖြစ်တယ်နတ်ဆိုတာလူလိုမွေးနေရတာမဟုတ်ဘွားကနဲ့တော့ဖြစ်တယ်အဲ့တော့ညကြတော့အဲ့ဒီရဟန္တာကြီးစီလာတယ်တဲ့အရှင်ဘုရားတဲ့သူဘုံမစိုးနှတ်ဖြစ်တဲ့အကြောင်းပြောတယ်ရှင်ဘုရားက၅ပါးသီလသာဆက်ချပေးလိုက်မယ်ဆိုရင်တပည့်တော်ဟာအထက်နတ်ပြည်တော်ရောက်မှာအခုတော့ရှင်ဘုရားကတန်ခါတရဏံကိစ္ဆာမိတင်ဆုံးသက်သွားတာဆိုတော့ယဟန္တာကြီးကပြောတယ်မင်းမှမဆိုနိုင်တော့တာတဲ့ငါကတော့ချပေးပါတယ်မင်းမဆိုနိုင်တော့ဘူးအဲ့ဒါတေဂန်ကြီးမှာကဲတင်လိုက်တဲ့ချက်ဒီလိုကိုကဲနိုင်တယ်လို့ဆိုတာဒါတရားဓမ္မဟာဒီလိုကဲတင်နိုင်တယ်ဒါကြောင့်မို့တရဏလို့ခေါ်တာအဲ့ဒါလို့ကဲတင်ခဲ့တဲ့ဝတ္ထုဇာလန်းတွေဟာအများကြီးရှိတာပေါ့ကောင်းပြီဖရာတရားတန်ခါယရဏသုံးပါးကိုကိုးကွယ်ရအဖြစ်ကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေအမျိုးသားတွေကြတော့ဥပဒကလို့ခေါ်တယ်ဥပဒကလို့ခေါ်တယ်အမျိုးသမီးတွေကြတော့ဥပတိကာလို့ခေါ်တယ်ဗမာပြည်ကထုံးစံတိုင်းမဆိုတာလေးထက်ခေါ်တယ်ဥပတိကာမဒါယကဓာယိကာမလို့ခေါ်တာတိဘက်လူမျိုးတွေရဲ့ထုံးတမ်းစဉ်လာပဲဗမာတွေကလည်းတိဘက်တို့ဗာမင်းအနွယ်တွေဆိုတော့မထက်ခေါ်လို့ရှိတယ်နော်ဒါယကမဟောမလေးပါတယ်နောက်ကဥပဒကဥပတိကမအဲ့ဒါတိဘက်ဘာသာစကားမှလည်းအဲ့တိုင်ပဲနောက်ကမပါတယ်အလုံးကြားဘူးရမောလားဗမာလူမျိုးတွေရဲ့ဘယ်လူမျိုးကဗမာလူမျိုးတွေဆင်းသက်လာတယ်ဆိုတာတိဘက်တို့ဗာမင်းကနေဆက်စီးသက်လာတယ်ဆိုတာသမိုင်းကြောင်းဖတ်တဲ့လူတွေသိမှာပေါ့နော်အဲ့လိုဥ
ဥပဒကဥပဒိကမှဖြစ်လာလို့ရှိရင်ပြည့်စုံရမယ်လိုက်နာရမယ်ဟာဘာလဲလို့ဆို၅ပါးသီလ၅ပါးသီလလုံရမယ်ဒါဗုဒ္ဓဘာသာဝင်အနေနဲ့၅ပါးသီလလုံရ၅ပါးသီလလုံမှပြည့်စုံတဲ့ဘုရားရဲ့ကိုယ်ကွယ်မှုပြည့်စုံဖြစ်နိုင်မယ်တဲ့